အားလုံးပဲမင်္ဂလာပါဒီနေ့ဂျပန်နိုင်ငံမှာစီးပွားရေးနတ်ဖျား3ခွရှိပါတယ်အဲ့ဒီထဲကတပတ်ကိုကျွန်မကမေ့ဆေ့ပေးချင်ပါတယ်သူနာမည်ကတော့မတ်စတာကိုနိုစကေကိုခေါ်ပါတယ်သူကပြောတဲ့စကားရှိပါတယ်အောင်မြင်ချင်းဆိုတာလဲမကြတဲ့အရာမဟုတ်ဘူးလဲကြတဲ့အချိန်တိုင်းပြန်ထတဲ့အရာကအောင်မြင်ချင်းလို့သူကပြောပါတယ်သူလည်းအရန်ရှင်းရဲလို့ကျောင်းကိုအများကြီးတက်ခွင့်မရခဲ့ပါဘူးမူလတန်းကျောင်း၄တန်းမှာသူကကျောင်းကနေထွက်လာရတာဖြစ်ပါတယ်ဒါကြောင့်သူဆိုတာတပွားလုံးစောက်အများကြီးဖတ်ခဲ့တဲ့တပွားလုံးသူကတင်ယူတဲ့စိတ်နဲ့တင်ယူခြင်းတဲ့စိတ်နဲ့နေခဲ့ပါတယ်ပြီးတော့သူကမွေးခါတကတိတ်မကြမ်းမှခဲ့ဘူးဒါကြောင့်သူကကျမ်းမာခြင်းနဲ့ပတ်သက်တဲ့အရာကိုလည်းဂရုစိုက်ပြီးမှ94နှစ်ထိကျမ်းမာစွာနဲ့အသက်ရှင်ခဲ့ပါတယ်ပြီးတော့တခုကတော့သူကအရန်ဆင်းရဲတဲ့အတွေ့အကြုံဝိရိယရှိအသက်ရှင်တဲ့အရာကိုတင်ယူခဲ့တယ်လို့ပြောပါတယ်ကျမတို့ကကြာရှုံးခြင်းကဘာလဲမိစေတော့ကြာရှုံးခြင်းဘယ်လိုပြောနိုင်တယ်လဲကြာရှုံးခြင်းဆိုတာလေးကျသွားတဲ့အရာမဟုတ်ဘူးလေးကျတဲ့နေရာကနေပဲဆက်လက်ပြီးနေတဲ့အရာကကြာရှုံးခြင်းလို့ခေါ်ပါတယ်မိစေတော့ဘယ်နှခါကြာရှုံးဖူးလဲနှစ်ခါသုံးခါကျမတို့ဆိုတာနှစ်ခါသုံးခါလုပ်ပြီးမှလက်ရှုတာချင်းများတယ်နော်ကျမဘဝလည်းအဲ့လိုမျိုးအချိန်လည်းအများကြီးရှိခဲ့ပါတယ်တခါတလေကျမကအသက်20အရွယ်ရောက်တော့ရင်ဘယ်လောက်ကောင်းမလဲအဲ့လိုမျိုးစိတ်ကူးတာချင်းလေးရှိတယ်မဖြစ်နိုင်ပေမဲ့လည်းဘာဖြစ်လို့လဲကျမနောင်တရတဲ့အရာများလို့အဲ့လိုဖြစ်ပါတယ်ဒီညာဘက်လက်နဲ့အမြဲတမ်းစားရဲတဲ့သူကဘယ်ဘက်လက်နဲ့စားရဲလို့ရမလားတချို့ကမရဘူးလေအဲ့လိုပြောတယ်လို့ရှင်းပါပေါ့ရတယ်ဒါပေမဲ့လေ့ကျင့်ဖို့အများကြီးလိုတာပေါ့လေ့ကျင့်မယ်ဆိုရင်ညာဘက်လောက်မရဲတတ်ပေမဲ့လည်းသူလေ့ကျင့်တဲ့လောက်သူကဘယ်ဘက်လက်နဲ့လဲစားရဲလို့ရတယ်လို့ပဲကျမတို့ဘဝထဲမှာလည်းလေ့ကျတဲ့ခြင်းရှိပေမဲ့လည်းအဲ့ဒီတိုင်းလေ့ချိုးတာမဟုတ်ပဲပြန်ထမယ်ဆိုရင်အောင်မြင်တဲ့အရာကိုခံစားလို့ရပါတယ်ဒီအယုတ်ထဲကလေပိတိုင်ထောင်ရှိတယ်နော်ကိုရီးယားမှာလည်းရှိပါတယ်အဲ့ဒီအယုတ်လိုပဲကျမတို့ဘဝဆိုတာခဏခဏလေးကြတဲ့အချိန်ရှိတယ်ဒါပေမဲ့လေးကြတဲ့အချိန်တိုင်းအဲ့ဒီနေရာမှာပဲရမယ်ဆိုရင်အောင်မြင်တယ်လို့မဖြစ်နိုင်ဘူးပေါ့ဒါကြောင့်မိတ်ဆွေတွေလည်းတခုခုလုပ်မယ်ဆိုရင်ကြာရှုံးတဲ့အရာကိုမကြောက်နဲ့လေးကြရင်ပြန်ထားလို့ရတယ်ဒီစိတ်နဲ့စိတ်ခေါ်ပါအလုပ်လုပ်ကြည့်ပါဒါဆိုရင်ကျမတို့ဘဝထဲမှာအောင်မြင်